ရင်ကိုယ်တိုင်အတေသာပင်ပြေကမပေါက်နိုင်ဘူးဆိုတာကိုခင်ဗျားတို့ကိုကျွန်တော်သိခဲ့တယ်။ဘာဖြစ်လို့လဲဆိုလို့ရှိရင်ခင်ဗျားတို့စိတ်သေးမယ်။ခုနကရေရတော့မဲဆိုလို့ရှိရင်ဟာစိတ်ကူးကလည်းနဲ့စိတ်ကူးကြလဲဆိုအတေသာပင်ကြီးတစ်ချင်းပေါက်လာတော့ဒီချင်းညာချင်းပေါက်လာတော့မလို့ခင်ဗျားတို့ဒီနေ့လည်းဒီနေ့လည်းဒီလိုကြီးရအောင်ယူရမှာ